ရေမွေးမကြိုက်တဲ့သူတွေအတွက်ရေမွေးတစ်မျိုးနဲ့မိတ်ဆက်ပေးမယ်ရေမွေးမကြိုက်တဲ့လူတွေအတွက်တုံးကြည့်တဲ့ရေမွေးတစ်မျိုးနဲ့ကျွန်တော်ဒီညမိတ်ဆက်ပေးမယ်ဈေးအများကြီးမပေးရဘူးဒါပေမဲ့ alternate တော့မဟုတ်ဘူး inspire ရရဖြစ်မယ်เนาะအဲ့ရေမွေးတစ်မျိုးကိုကျွန်တော်ဒီညမိတ်ဆက်ပေးပါမယ်ဘယ်ဘက် boss ကနေကျွန်တော်ပို့ပေးလိုက်တဲ့ရေမွေးတွေကနေကျွန်တော်အကြိုက်ဆုံးရေမွေးတစ်ခုကိုကျွန်တော်ဆွဲထုတ်ပြီးပါပြီDiptyque ရဲ့ low PBS ကို inspire လုပ်ထားတဲ့စက္ကူနဲ့ရေမွေးလေးနဲ့ဒီကောင်ကတော့ Tom Ford Kit ကို inspire လုပ်ထားတဲ့ရေမွေးနှစ်ခုပေါ့အဲ့နှစ်ခုအကြောင်းလေးကိုကျွန်တော်ဒီည short video လေးနဲ့အတူတုံးလေးကျွန်တော်ပြပြပေးမယ် Diptyque ရဲ့ low PBS ကတော့ကျွန်တော်တို့စက္ကူနဲ့ပေါ့နော်ဒီမှာဒီလိုပုံစံလေးပေါ့ဒါကတော့သူစီမှာပလင်းကြီးလည်းရှိမှာဒါပေမဲ့ကျွန်တော်ဒီ10 ml ပဲပို့ပေးလိုက်တယ်အလွယ်ဆုံးပေါ့ဗျာသူကတော့စက္ကူနန်းလို့ပြောတာဒါပေမဲ့စပြီးတော့ကျွန်တော်တို့ရှူလိုက်လို့ရှိရင်နှာခေါင်းနဲ့ငါနဲ့ဝင်ရင်ရလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ငယ်ငယ်တုန်းကစားတဲ့ cookie အဖြူလေးတွေအဲ့ cookie လေးကိုချိုးပြီးတော့ရှူလိုက်လို့ရှိရင်အဲ့အနံကွက်တီးရတယ် dry down ကြောက်လို့ရှိရင်မြင်တဲ့စက္ကူနန်းစားချင်းထိလိုက်တဲ့အချိန်မှာရတဲ့အနံဆိုပြီးတော့ဒီကောင်ထုတ်ထားတာကျွန်တော်ဒီ Velvet ရဲ့ဒီ inspire perfume လေးကိုကျွန်တော်စမ်းကြည့်တဲ့အချိန်ကျတော့ cozy musky ဒီကောင်က soft နူးညံ့တဲ့အနံလေးတွေကိုဒီကောင်မှကျွန်တော်ခံစားလို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ skin ပေါ့ကျွန်တော် skin ကကျွန်တော်အများနဲ့ပြောတယ်ကျွန်တော်ကအရန်အသားရည်ပူတဲ့လူဒီကောင်က long lasting ကြတော့ skin မှာဒီကောင်ကျွန်တော်အကြာကြီးဒီကောင်မရဘူးဒါပေမဲ့အင်ကြီးမှာကြတော့12နာရီကျော်လောက်ပြီးတော့အနံလုံးဝမပြောတဲ့ဟာတော့ကျွန်တော်ထင်တာတော့ဒီ white floral တို့ဘာလို့နဲ့ဒီကောင်အများဆုံးဒီကောင်ကိုလှုပ်ထားတယ်အဲ့အတွက်ကြောင့်မို့အဲ့အနံလေးကိုရတယ်ကျွန်တော်အများနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ထုတ်တဲ့လူတွေကတော့သူတို့ကိုယ်စမ်းရှိတဲ့ညာစမ်းရှိဆိုအကောင်းဆုံးရနက်တူအောင်ထုတ်ထားတာဖြစ်တယ် 100% ဘယ် inspire မှမတူဘူးဒီကောင်ဒီလဲပြောတဲ့နီးတူပဲသူ့ဈေးနဲ့သူ့ဟာနဲ့တော်တော်လေးအဆင်ပြေတယ် long lasting လဲတော်တော်လေးကောင်းတဲ့ချေမွေ Diptyque ရဲ့ low PBS ကို inspire ထုတ်ထားတဲ့ Velvet ကချေမွေတစ်ခုအခန်းကြီးအရောင်ရည် makeup ပါလိမ့်ထားပြီးတော့မဟာဆန်ဆန်ဝက်ထားတဲ့အမျိုးသမီးတယောက်ရဲ့အနံမျိုးကိုဒီကျွန်တော်တို့ Velvet Orchid ကသူ့ရဲ့တိုက်ကအတိုင်းမျိုးကိုထုတ်ထားတယ်ဒီကောင်ကလည်းကျွန်တော်စမ်းကြည့်တဲ့အချိန်မှာ long lasting တော်တော်ကောင်းတယ်ဒီပန်းနံပေါ့ floral နံကိုခပ်ပြင်းပြင်းရတယ်သက်ဆောင်မှုတော်တော်ရှိတယ်အမျိုးသမီးတယောက်ရဲ့အနံမျိုးကိုသွားလိမ့်မယ်ဒါပေမဲ့ချစ်စရာကောင်းတဲ့တိုက်မျိုးကိုသွားတဲ့မိန်းကလေးတွေအမျိုးသမီးတွေနဲ့တော့အဆင်မပြေဘူးပေါ့ဗျာခက်ချေချေတက်လက်ပိုင်းမိန်းမတယောက်ရဲ့အလှကိုပို့ပြီးတော့ဒီကောင်ကပေါ်လင်စေတဲ့ဂျနံမျိုးဈေးအများကြီးမသုံးချင်ဘူး alternate တွေကိုလည်းမနိုင်ဘူးဆိုလို့ရှိရင်ဒီ inspire Velvet ကထုတ်ထားတဲ့ဒီ inspire Tom Ford ရဲ့ Velvet Orchid ကိုစမ်းကြည့်ဖို့ recommend ပေးပါတယ်ကျွန်တော်အခုဒီညပြောလိုက်တဲ့ရေမွေးနှစ်ခုလုံးဒီတစ်ခုဒီကောင်ဒီ unisex ဒီကောင်ဒီကျွန်တော်တို့အမျိုးသမီးတော့ကျွန်တော်တို့အခုဈေးကွက်ထဲမှာတွေ့နေတဲ့မြည်သည့် inspire ရေမွေးနေမှာမတူဘဲနဲ့စမ်းကြည့်လို့ရှိရင်တိတိတသာကွဲထွက်ပြီးတော့ compliment အပြည့်ရနိုင်တဲ့ရေမွေးလေးတွေဖြစ်ပါတယ်ကိုကသူများနဲ့လည်းမတူချင်ဘူးသူများထက်လည်းနက်နက်ရှိုင်းကိုစီကနေကိုသင်းတဲ့တစ်ခုနဲ့ဆွဲဆောင်ခြင်းနဲ့ဆိုရင်အမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်ဒီရေမွေးလေးတွေကို try ကြည့်ဖို့ recommend ပေးပါတယ်